ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအလုံမြို့နယ်ကွန်မြူနတီစင်တာခန်းမတွင်ရမနေ့နေ့ပိုင်းကအပြည့်ပြည့်ဆိုင်ရာအမျိုးသမီးများနှင့်အသိပညာပေးတော်ရှိဆွေးနွေးပွဲကိုကျင်းပခဲ့ပါတယ်။အဆိုပါအသိပညာပေးတော်ရှိဆွေးနွေးပွဲတွင်အပြည့်ပြည့်ဆိုင်ရာအမျိုးသမီးများနှင့်ဖြစ်ပေါ်လာပုံနှင့်ကြာမှလူမှုရေးရာအခြေပြုအကြံဖတ်မှုများအကြောင်းတို့ကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှရုပ်သံကျွမ်းကျင်သုံးဒေါ်လာလာဝင်းနှင့်လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးမှုဒေါ်ပပမောင်တို့ကယခုလိုပဲဆွေးနွေးသွားခဲ့ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါဆရာမရှင်။ဆရာမနဲ့အမြင်နဲ့ရာထူးလေးကိုမိတ်ဆက်ပေးပါအောင်ရှင်။မင်္ဂလာပါရှင်။ကျမကတော့အနောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးကဦးစီးမှုဒေါ်ပပမောင်ပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဆရာမရှိ။ဒီဆိုင်ရာအမျိုးသမီးများနဲ့ဖြစ်ပေါ်လာပုံအကြောင်းလေးကိုရှင်းလင်းဆွေးနွေးပေးပါအောင်ရှင်။ဟုတ်ကဲ့ဒီနှစ်စဉ်နှစ်တိုင်းပေါ့နော်ဒီမတ်လ10ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပါတယ်။ပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံကတော့1908ခုနှစ်မှာဒီအမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့အထည်ချုပ်စက်ရုံများကအမျိုးသမီးတွေကသူတို့ရဲ့အလုပ်ချိန်တွေကိုရှော့ချဖို့လစာတွန်းမြင့်ပေးဖို့နဲ့မေးပေးခွင့်တွေကိုရရှိဖို့အတွက်ပေါ့နော်ဆန္ဒပြတောင်းဆိုခဲ့ရနေပြီးတော့ဒီအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကအစပြုလာခဲ့တာဖြစ်ပါတယ်ဒီ1985ခုနှစ်ကစပြီးတော့နှစ်စဉ်နှစ်တိုင်းမတ်လ10ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ်တရားဝင်သတ်မှတ်ခဲ့ပြီးတော့ဒီနိုင်ငံတိုင်းမှာအထိမ်းအမှတ်အခမ်းအနားတွေကိုကျင်းပပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီနေ့ကိုကျင်းပရတဲ့ရည်ရွယ်ချက်ကတော့အမျိုးသမီးတွေရဲ့အခွင့်အရေးတွေစမ်းဆောင်နိုင်ရည်တွေနဲ့အမျိုးသမီးများရဲ့ဒီလူသားအကျိုးပြုမှုတွေကိုပေါ့နော်အတိမတ်ပြုတဲ့အနေနဲ့အမျိုးသမီးတွေဒီလူပောင်အဖွဲ့အစည်းအတွင်းမှာပါဝင်ဆောင်ရွက်နိုင်မှုအတွက်ဒီအားပေးတဲ့အနေနဲ့တော့၎င်းပေါ့နော်ဒီအမျိုးသမီးများရဲ့အခွင့်အရေးတွေဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ကြားမတန်းတူဒီညီမျှမှုတွေကိုပေါ့နော်ဖော်ဆောင်ပေးဖို့အတွက်ရည်ရွယ်ပြီးတော့ကျမတို့ကျင်းပရခြင်းဖြစ်ပါတယ်ဒီနေ့မှာလည်းပေါ့နော်ဒီပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုဒီကွန်ပျူတာကြိုဆိုသောအားဖြင့်မိဘပြည်သူတွေကိုအမျိုးသမီးများပေါ်အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။လူမှုဝန်ထမ်းကေဇယ်ရေးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ဒီလူမှုဝန်ထမ်းဦးစီးဌာနဟာဆိုရင်ပေါ့နော်နိုင်ငံတော်မှာရှိတဲ့အမျိုးသမီးများအတွက်အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုကျမတို့ဆောင်ရွက်ပေးလျက်ရှိပါတယ်။အမျိုးသမီးတွေအခွင့်အရေးအပြည့်အဝရရှိဖို့အတွက်အမျိုးသမီးများဘဝပေါ့နော်ဖွံ့ဖြိုးတိုးတက်ဖို့တွေရှိဖို့အတွက်ကိုပေါ့မျိုးတိုးတက်မှုတွေကိုဒီအဟံတားဖြစ်စေတဲ့အမျိုးသမီးများပေါ့ဒီနည်းမျိုးစုံနဲ့အကြမ်းဖက်မှုတွေကြားမအခြေပြုအကြမ်းဖက်မှုတွေကိုနိုင်ငံတော်နဲ့ပြည်သူများအားလုံးကပေါ့နော်ကြိုတင်တားဆီးကာကွယ်ပြီးတော့ပူးပေါင်းဆောင်ရွက်ပေးသွားရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမရှိကြားမလူမှုရေးရာအခြေပြုအကြမ်းဖက်မှုရဲ့အဓိပ္ပာယ်ကိုလည်းဆွေးနွေးပေးပါအောင်ရှင်ဒီကြားမလူမှုရေးရာအကြမ်းပေါ့ဒီအခြေပြုအကြမ်းဖက်မှုဆိုတာကတော့ဒီလူတဦးတယောက်ဒါမှမဟုတ်ပေါ့နော်ယောက်ျားမိန်းမဖြစ်တယ်ဆိုတာကိုအခြေခံပြီးတော့အဲ့ဒီလူရဲ့စိတ်ဆန္ဒမပါဘဲနဲ့သူ့ရဲ့ရုပ်ပိုင်းကိုပဲဖြစ်စေစိတ်ပိုင်းဆိုင်ရာကိုပဲဖြစ်စေသူ့ဘဝဒီယက်တီနေထိုင်နိုင်မှုဖွံ့ဖြိုးတိုးတက်မှုတွေကိုပေါ့နော်ထိခိုက်နာကျင်အောင်ဒီပြုလုပ်ခြင်းတွေကိုပေါ့နော်အကြမ်းဖက်မှုလို့ခေါ်ပါတယ်ပေါ့နော်အဆိုပါတော်ရှို့တွင်အမျိုးသမီးများအကြမ်းဖက်ခံရပါကလူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်တာဝန်ယူဆောင်ရွက်မှုများနှင့်ဖြစ်ဆွစကားများကိုလည်းစုံလင်စွာဆွေးနွေးပြောကြားခဲ့ကြောင်းသိရပါတယ်။ဤသတင်းကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအလုံမြို့နယ်ရုံးမှကျွန်တော်ကျော်စင်ဟင်းကပေးပို့ထားပါတယ်။